ရင်ထဲမှာတရားကိမှသာတရားမဟုတ်သောစကားတို့ကိုမပြောပြတော့ပါကိုလိုချင်တာကိုကိုလုံနေခြင်းရနေခြင်းသာဖြစ်ပါသည်မကောင်းသူများကိုလစ်လူရှုရသည်အပွိုက်ရှောင်ကွင်းနေသွားရပါသည်မှန်ကောင်းအကျိုးရှိသောစကားကိုပြောရအလုပ်ကိုလုပ်ကြရသည်တမအာဇီဝအသက်မဝမ်းကြောင်းဖြင့်စီးပွားရှာရသည်လောကီလောကုတ္တရာနှစ်ဖြာသောအကျိုးကိုပေးသည်မက်ခင်အကျင့်သည်အလိုဆန္ဒနေရသည်နိထတွေဝန့်တွေလိုခြင်းလိုအပ်တာတွေလျှော့ရသည်အတွေးအခေါ်မဆောင်အောင်ဘဝကိုကြံ့ကြံ့ခိုင်ခိုင်ထူထောင်ရသည်ခဲရင်ပင်ပန်းတော်လဲမကောင်းမှုတို့မှရုံးထွက်ရသည်ကောင်းသောအကျင့်ကိုမြဲအောင်လေ့ကျင့်လျင်အတတ်ကျင့်သားရလာသည်တဖြည်းဖြည်းနေသားကြသောအကျင့်ကောင်းကြောင့်ကောင်းစိတ်တို့ဖြစ်သွားသည်